လွန်ခဲ့တဲ့3နှစ်ခန့်ကအမျိုးသားဖြစ်သူဟာသူ့ရဲ့ဇနီးဟောင်းဟာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီးတစ်ခုရဲ့အကြီးအကဲဖြစ်နေမှန်းသိလိုက်ရတဲ့အခါအံ့အားသင့်သွားခဲ့ရပါတယ်။ဒီနေ့မှာတော့ထိုအမျိုးသားဟာသူ့ဇနီးကသူစိမ်းမျိုးသားတဦးနဲ့အတူဟိုတယ်တစ်ခုကထွက်လာတာကိုမြင်လိုက်ရပါတယ်။ဒါကိုမြင်လိုက်ရတဲ့အခါသူဟာဒေါသတွေတလိမ့်လိမ့်ထွက်လာပြီးဘာကိုမှမစင်စားပဲချက်ချင်းပဲကွာရှင်းခဲ့ပါတယ်။3နှစ်ကြာပြီးနောက်မှာတော့ထိုအမျိုးသားဟာနိုင်ငံတကာအဆင့်မီဒါရိုက်တာတဦးဖြစ်လာခဲ့ပါတယ်။မျိုးသမီးကတော့သူမရဲ့တကယ့်အထောက်အထားကိုဖုံးကွယ်ထားပြီးတာမန်မင်းသမီးလေးတဦးအဖြစ်လုပ်ကင်နေခဲ့တာ3နှစ်ရှိပါပြီဒါပေမဲ့ဒီလိုတာမန်မင်းသမီးလေးတဦးဟာတကယ်တော်တမ်းမီဂရုရဲ့ CEO ဖြစ်ရုံတင်မကပဲနာမည်ကျော်စာရေးဆရာမတဦးလည်းဖြစ်နေမယ်လို့ဘယ်သူမှမထင်မှတ်ထားခဲ့ကြပါဘူးဒီနေ့မှာတော့ထိုမျိုးသားကဒရိုက်တာတဦးအနေနဲ့ရိုက်ကွင်းပေါ်ရောက်လာတဲ့အခါအမျိုးသမီးကသူ့ကိုမြင်ပြီးတုန်လှုပ်သွားခဲ့ပေမဲ့အမျိုးသားကတော့သူမကိုလုံးဝဥပိ္ပခာပြုထားခဲ့ပါတယ်ဒါပေမဲ့အမျိုးသမီးရဲ့စိတ်ထဲမှာတော့မိကွန်းတွေရှိနေသေးပါပဲလွန်ခဲ့တဲ့3နှစ်ကဘာကြောင့်ကွာရှင်းခဲ့ရတာလဲလို့သူမကိုသူမမေးနေမိပါတယ်အမျိုးသားရဲ့ဖြေကိုကြားလိုက်ရတဲ့အခါမှာတော့သူမရဲ့ရင်ထဲတစစီကြေမွသွားခဲ့ရပါတယ်အမျိုးသားကသူမကိုအေးဆက်ဆက်နဲ့ပဲမင်းကဒီလိုနာမည်ကြီးဇာတ်ကားတွေမှာပါခွင့်ရတာထုတ်လုပ်သူတွေကိုဒီလိုမျက်နှာပေးမျိုးနဲ့ပဲမြူဆွဲပြီးရလာတာလားလို့ပြောလိုက်ပါတယ်အမျိုးသမီးကတော့ဘာမှပြန်မပြောဘဲထွက်ခွာသွားခဲ့ပါတယ်အတန်ကြာမှာတော့သူမကိုမနာလိုဖြစ်နေတဲ့နောက်ထပ်အမျိုးသမီးတဦးကသူမစီတန်းတန်းမမတ်လာခဲ့ပြီးဘာစကားမှမပြောဘဲလက်ရွယ်ပြီးရိုက်ဖို့စူးစမ်းပါတော့တယ်ဒါပေမဲ့သူမကထိုလက်ကိုဖမ်းထားလိုက်နိုင်ပါတယ်။သူမဘာတွေဖြစ်နေလဲဆိုတာကိုနားမလည်နိုင်သေးခင်မှာပဲဟိုမျိုးသားဟာမနာလိုဖြစ်နေတဲ့အမျိုးသမီးနဲ့အတူရက်နေပြီးသူမဟာသူ့ရဲ့ချစ်သူဖြစ်ကြောင်းလူသိရှင်ကြားကြေညာလိုက်တာကိုမြင်လိုက်ရပါတယ်။အဲဒီညမှာပဲသူတို့နှစ်ဦးဟာမနာလိုတဲ့အမျိုးသမီးကသူမကိုပါရိုက်ရမယ့်အခန်းတစ်ခုရိုက်ကူးဖို့ရှိလာပါတယ်။ဒရိုက်တာကဒါဟာတရုပ်ဆောင်တာပဲဖြစ်လို့တကယ်ရိုက်ဖို့မလိုဘူးလို့ပြောထားပေမဲ့မနာလိုတဲ့အမျိုးသမီးကတော့တမင်တကာကိုအားနဲ့ခက်ပြင်းပြင်းရိုက်ချလိုက်ပါတော့တယ်။ရိုက်ကွင်းပေါ်ကလူတိုင်းအံ့အားသင့်သွားကြပါတယ်။